ကိုယ့်ရဲ့ဖုန်းထဲမှာအန်ဒီရရှိတဲ့ software တွေဘိုင်းရက်တွေဝင်စေနိုင်တဲ့ software တွေကြော်ညာတွေတက်စေနိုင်တဲ့ software တွေရှိမရှိစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုသိချင်ကြလားဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါโอเคပါဒီဗီဒီယိုမှာမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာအန်ဒီရရှိတဲ့ software တွေဘိုင်းရက်တွေတက်စေနိုင်တဲ့ software တွေကြော်ညာတွေတက်စေနိုင်တဲ့ software တွေရှိမရှိကိုယ့်ရဲ့ဖုန်းထဲမှာစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက Play Store software လေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့အနေနဲ့စစ်ဆေးပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Play Store software လေးတွေကိုဝင်ပေးလိုက်ပါ software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်ပေါ်တောင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ Google account logo လေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါโอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ screen ရဲ့ကျွန်တော်တို့အောက်နားလေးမှာရှိပါတယ် Play Product ဆိုပြီးတော့ပေါ့နော် PLAY Play PROTECD Product ဆိုပြီးတော့ Play Product ဆိုတဲ့ကျွန်တော် setting လေးတွေကိုဝင်ပြီးတော့စစ်ဆေးပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာရှိတဲ့ Play Product ဆိုတဲ့ setting လေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ software လေးတွေကို scan ဖတ်ပေးရမှာဖြစ်ပါတယ် scan ဖတ်ဖို့အတွက်ဆိုရင်တော့ဒီနေရာမှာ SCAN scan ဆိုတဲ့ဒီ setting လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာအန်ဒီရရှိတဲ့ software တွေရှိမရှိစစ်ဆေးပေးနေပြီပဲဖြစ်ပါတယ်အကယ်၍ဒီလိုမျိုးစစ်ဆေးပေးလိုက်လို့ဒီလိုမျိုး no harmful add found ဆိုပြီးတော့ကျွန်တော်တို့အမှန်ကြီးလေးနဲ့ပေါ်လာတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဘိုင်းရက်တက်စေနိုင်တဲ့ software တွေအန်ဒီရရှိတဲ့ software တွေမရှိဘူးဆိုပြီးတော့ကျွန်တော်တို့အနေနဲ့သတ်မှတ်လို့ရပါတယ်အကယ်၍ဒီလိုမျိုးစစ်ဆေးပြီးတဲ့အခါမှာဒီနေရာမှာ software လေးတစ်ခုခုပေါ်လာခဲ့သည်ရှိတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီ software လေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲကနေပြီးတော့ချက်ရှင်းပဲကျွန်တော်တို့ uninstall လုပ်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီ software လေးတွေကကျွန်တော်တို့ရဲ့ privacy ပေါ့နော်ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုခိုးယူနိုင်တာတွေပါတယ်ဖြစ်နာစေနိုင်တယ်ပေါ့နော်။ Okay ပါဒါကြောင့်မလို့ဒီ setting လေးကိုအများအားစစ်ဆေးပေးဖို့လဲကျွန်တော်တို့အနေနဲ့တတိရှိရမှာဖြစ်ပါတယ်။ Okay ပါမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာအန်ဒီရရှိတဲ့ software တွေဘိုင်းရက်တက်စေနိုင်တဲ့ software တွေနဲ့ကြော်ညာတွေခဏခဏတက်စေနိုင်တဲ့ software လေးတွေရှိမရှိ Play Store ထဲကိုဝင်ပြီးတော့ကိုယ့်အနေနဲ့အများအားစစ်ဆေးပေးနေဖို့အတွက်ကျွန်တော်အနေနဲ့ဒီဗီဒီယိုကနေအကြံပြုလိုက်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းနေတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ